အားလုံးပဲမင်္ဂလာပါဗျ CNA Story မှာကြိုဆိုပါရစေချင်းမိုင်မှာဆိုင်ကယ်ရေဆေးကားတွေကဘတ်80ကနေပြီးတော့ဘတ်100ဝန်းကျင်ရှိပါတယ်ဗျအဲ့တော့ဆိုင်ကယ်ရေဆေးကားတွေဈေးကြီးလို့ဒီတက်တာရရှာနေတဲ့သူတွေအိမ်မှာဆိုင်ကယ်ရေဆေးရမှာအဆင်မပြေဖြစ်နေတဲ့သူတွေအတွက်ကျွန်တော်တို့ရှာတွေ့ထားတဲ့ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးပြစီဗျချင်းမိုင်မှာဆိုင်ကယ်ကိုယ်တိုင်ဆေးလို့ရတဲ့ဆိုင်လေးတွေရှိပါတယ်ကျွန်တော်တို့အခုအဲ့ဒီဆိုင်လေးကိုတွားမှာဖြစ်ပါတယ်ဗျဆိုင်လေးကတော့ဒီဆိုင်လေးပါဗျာကျွန်တော်တို့ post မှာဆိုင်ရဲ့ location လေးကိုထည့်ထားပေးပါတယ်သူကအကျွေးသေးထည့်ပြီးတော့ကိုယ်တိုင်ရေးဆေးရတာဗျကားလဲဆေးလို့ရတယ်ဆိုင်ကယ်လေးရေးဆေးလို့ရတယ်ကျွန်တော်ဆိုင်ကယ်ဆေးရင်တော့10ဘတ်ဝန်းကျင်လောက်ကုန်တယ်ဗျအခုကတော့10ဘတ်ထည့်လိုက်ပါပြီပြီးတော့ဒီအပြာကတော့ရေဖြန်းတာပေါ့နော်ကျွန်တော်တို့ကတော့မျိုးရဲပဲမောင်းတာဆိုတော့တိတ်တော့မပေဘူးဗျအဲ့ဒါနဲ့ကျွန်တော်ရေလည်းအများကြီးမဖြုံးကျင်တာနဲ့ပေါ့နော်ချွေတာတာလည်းပါတယ်ပေါ့အဓိကအကျွေးစီးချွေတာတာပေါ့နော်အဲ့တော့ရေနဲ့ပဲဖြန်းပါတယ်ပြီးတော့ဒီအဝါကတော့ဆက်ပြပေါ့နော်ကျွန်တော်တို့ဆဆချင်းမစေးတက်ခင်တော့18ဘတ်လောက်ကုန်တယ်ဗျဒါပေမဲ့ကိုကချွေတာတက်သွားရင်တော့10ဘတ်လောက်ပဲကုန်တယ်အကယ်၍ဒါမှမဟုတ်ဘူးကိုက specialist ဆေးကျင်တယ်ကိုဆိုင်ငယ်ကိုလည်းတချင်တယ်ဆိုရင်တော့ကျွန်တော်30ဘတ်လောက်တော့ကြုံမယ်မထင်ဘူးပြီးတော့ဆိုင်မှာက brush တွေရောရေမြုပ်တွေရောသူကထားပေးရဗျအဲ့တော့ကိုကတော့ဆိုင်ရရင်တစ်စိမ့်စိမ့်တိုက်ရုံပဲဆိုင်မှာရေပြန်တော့ဖို့လည်းထားပေးပါတယ်ပြီးရင်ဒီကောင်ကလေမှုတ်တာဗျအဲ့ကောင်ကအကုန်ဆုံးပဲသူကတပတ်ကိုခဏလေးပဲကျွန်တော်တို့ကတော့သုံးလို့မရတဲ့နေရာတွေရယ်ဒါမှမဟုတ်တောပေါက်လောက်ကိုပဲကျွန်တော်လေမှုတ်လိုက်တယ်အိမ်ကနေပြောတော့အဝတ်ချောက်ဆောင်သွားတယ်ပေါ့နော်အဓိကတော့ခြွေထားတာပေါ့နော်အခုဆိုရင်ဆိုင်ကတော်တော်တန့်သွားပြီဗျအဲ့လိုအခုကိုရေဆေးတဲ့ဆိုင်တွေကချင်းမိုင်နေရာအနှံ့မှာရှိတယ်ပေါ့နော် self service motorbike wash ဆိုပြီးတော့ဒီ Google Map မှာရှာလို့ရှိရင်ပေါ်လာတယ်အဲ့တော့ကိုဘယ်လိုပြောမလဲကိုနေတဲ့နေရာနဲ့နီးတဲ့နေရာမှာရှာလိုက်ရုံပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေသွားမှာကဲဟုတ်ပြီအဲ့ဆိုတော့အားလုံးအဆင်ပြေကြပါသေး